ဆိုတော့ဖြစ်ဆန်းနေပါရင်အခု Iran နဲ့ US ရဲ့ political issue ကဒါ Dubai မှာအလုပ်လုပ်နေတဲ့မြန်မာလူငယ်တွေအတွက်ဘယ်လောက်ထိဒါ challenge ဖြစ်စေလဲဘာတွေဆိုကြိုးလို့ပြောရမှာပေါ့အသက်ရောက်စေလဲကိုယ်တိုင်ရောဘာတွေခံစားနေရလဲဟုတ်တယ်ပေါ့နော်ဒီ political issue ကြောင့်မလို့ဒီအခုအခြေအနေမှာဆိုရင်အလုပ်ပေါ့နော်တော့ဟိုတယ်မှာရှိရဲ့အလုပ်တွေဆိုရင်ဒီအလုပ်သမားတွေဖြုတ်တယ်ပြီးကြတော့ဒီလိုမျိုးအခြေအနေနဲ့ကြုံနေရတာပေါ့နော်ဆိုတော့อืมအမ်အဓိကတော့ဒီလိုမျိုးအလုပ်ဖြုတ်တယ်တော့မြန်မာနိုင်ငံကအများအားဖြင့်တော့ဟိုတယ်မှာလုပ်တဲ့အတွက်ပေါ့နော်ဒီအခြေအနေကိုကြုံနေရတာပေါ့အော်ဒါတော်တော်ဆိုးရဲဒီဘယ်လိုပြောမလဲ effect လို့ပြောရမှာဆိုတော့ပြခုလိုမျိုးဒါ political issue တွေဖြစ်တော့ဒါ hotel ဘိုင်းတွေမှာကျွန်တော်တို့ဒီ tourism အလုပ်ပေါ့လေနော် tourist တွေကတော့လာမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ rates အများများတယ်ဆိုတော့ပြနောက်ဆုံးကအလုပ်ထုတ်ကန်ရတဲ့အဆင့်ဖြစ်သွားတယ်ပေါ့လေဆိုတော့အလုပ်ထုတ်ခံရတဲ့မြန်မာလူငယ်တွေအများများလားဆိုတော့ဖြစ်အလုပ်ထုတ်ခံရရင်ကောမြန်မာပြည်ကိုပြန်ရမှာလားဒါမှမဟုတ်ရင်ဘာတွေလုပ်ကြလဲတခြားနိုင်ငံကိုပဲကူးကြတာလားဒါမှမဟုတ်အလုပ်ကိုပဲထပ်ရှာတာလားအလုပ်ရှာဖို့ကောလွယ်ကူရလားပေါ့ခုချိန်မှာပေါ့လေဟုတ်ကဲ့အဲ့ဆိုရင်ကို့အမြင်ရတော့အခုအခြေအနေမှာမြန်မာတော့အများအားဖြင့်ပေါ့နော်อือฮึတခြားနိုင်ငံသွားကြတာလည်းရှိတယ်ပြီးကြတော့ဒီမှာအလုပ်ရှာတယ်ပေါ့နော်ဒီကိုအလုပ်ထုတ်ခံရတဲ့ company ကိုသူတို့request လုပ်တယ်ပေါ့နော် visa ကို extend လုပ်ထားဖို့အဲ့လိုမျိုး extend လုပ်ထားမှကိုအလုပ်ရှာတဲ့သူတွေရှိတယ်ပေါ့နော်ဒါကတချို့ကကြောင့်အိမ်ပြန်တဲ့သူကလူနည်းစုလို့ပြောရမယ်ပေါ့နော်အိမ်ပြန်တဲ့သူကတိတ်မရှိဘူးကိုရဲ့နိုင်ငံရဲ့အခြေအနေအကြောင်းပေါ့နော်အဲ့လိုမျိုးရှိတယ်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျကောင်းပါပြီโอเคဆိုတော့ဖြစ်စနေပါရေကျွန်တော်တို့ဒီ podcast လို့ပြောမှာ conversation ကဒါတော်တော်လေးပြောရပြီဒါတော်တော်လေးအားရစရာကောင်းတယ်ဆိုတော့နောက်ဆုံးပိုင်းကိုသွားကြည့်ရအောင်ဆိုတော့လို့ထုတ်ခံရရင်တော့ဒါဒူဘိုင်းကိုလာမဲ့တူတော့ရှိလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့လေဒါမှမဟုတ်နောက်လာဖို့စဉ်းစားထားတဲ့တူတွေရှိကောင်းရှိမယ်ဆိုတော့မလာခင်မှာဒါEnglish သတ်တယ်ဒါမှမဟုတ်အလုပ်လုပ်တတ်ရုံနဲ့မပြီးဘူးပေါ့လေနော်ဘယ်လိုမျိုးစိတ်ဓာတ်တွေပြင်ဆင်ထားတင်လဲခုလိုမျိုး challenge တွေမမျှော်လင့်ထားတဲ့ဒါစိန်ခေါ်မှုတွေကြုံလာရတဲ့အခါမှာကို strong ဖြစ်ဖို့အတွက်ပြင်ဆင်လာရမယ့်စိတ်ဓာတ်တွေကောဘာတွေများဖြစ်မလဲမြောက်ပေးပါဦးอืมကို့အမြင်အရဆိုရင်တော့ပေါ့နော်ဒီလိုမျိုးအခြေအနေတွေကြုံရမယ်ဆိုတော့မပြောနိုင်ဘူးပေါ့နော်ဆိုတော့စိတ်သက်ကိုပြင်ဆင်ထားစေချင်တာကစိတ်သက်မကြဖို့ရယ်ပြီးကြတော့ကိုတကယ်ဒီလိုမျိုးလူတွေစီကအကြံဉာဏ်တောင်းတတဲ့စိတ်သက်ကိုလည်းမွေးထားစေချင်တယ်ဒါလူတွေကိုအကြံဉာဏ်တောင်းတာကဒါသူတို့စီကိုအားကိုးရမဟုတ်ပေါ့နော်တခြားသူကိုအားကိုးရမဟုတ်ဘူးအကြံဉာဏ်တောင်းတယ်ဆိုတာကိုအလုပ်အခက်အခဲမှာတခုခုရှိနေလားပေါ့နော်သူတို့စီက senior တွေစီကဒီလိုမျိုးအကြံအကောင်းတောင်းတတဲ့အကျင့် mindset လည်းရှိစေချင်တယ်ပေါ့နော်ပြီးကြတော့ဒီကိုလည်းအမြဲlearning လုပ်ဖို့ပေါ့နော်အဲ့ mindset ကိုလည်းထိထားစေချင်တယ်ပြီးကြတော့ကိုလာတော့မယ်လို့တကယ်ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဆိုရင်ကိုဘာလုပ်မှာလဲဘာအလုပ်နဲ့ကိုလုပ်မှာလဲပေါ့နော်ပြီးကြတော့ language skill ကိုလေ့ကျင့်ထားစေချင်တယ်ပေါ့နော်ကိုလုပ်မဲ့လုပ်ငန်းအပေါင်းကိုမသိဘူးဆိုရင်ဒီမြန်မာနိုင်ငံကနေစမှတင်ယူပြီးမှဒီလိုလာစေချင်တယ်ပေါ့နော်ဒါဆိုရင်ကိုတက်ပို့ပြီးမှကောင်းတဲ့အခွင့်အလမ်းတွေရှိမယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျခုနပြောတဲ့ဒါကျွန်တော်အရင်သဘောကျတယ်ပေါ့လေနော်ဒါကို share ကအကိုမောင်တွေ senior တွေကိုဒါပြန်ပြီးတော့အကူအညီတောင်းတာမသိတာရှင်းမေးတာပေါ့လေနော်ဒါကတော်တော်လေးဒါရှိကိုရှိတင်းတဲ့ mindset လို့ကျွန်တော်တော့လက်ခံတယ်ပြီးတော့လည်းကျွန်တော်မြန်မာလူငယ်တွေကကျွန်တော်တို့မြန်မာတွေဟာဒါတခြားနိုင်ငံရောက်တဲ့ခါမှာအရန်ကိုကူညီတတ်ကြတယ်ပေါ့လေနော်အရန်ကိုကူညီတတ်ကြတယ်မသိတာရှင်းရင်လည်းပြောပြရတယ်ဘယ်လိုပြောမလဲစီလုံးတယ်လို့ပြောမှာပေါ့ဒါပေမဲ့တချို့တွေကြတော့လေဘယ်လိုပြောမလဲမြန်မာအချင်းချင်းကိုပြန်ပြီးတော့ဒါခေါင်းပုံဖြတ်တယ်ဒါမှမဟုတ်လို့ရှိရင်လိန်နေပေါ့လေနော်ဒါဘယ်လိုပြောမလဲ scam လုပ်တာပေါ့လေနော်အဲ့လိုမျိုးလေဒါကျွန်တော်ကိုယ်တိုင်လိုက်ခံခဲ့ရဘူးတယ်ဒါဗီယက်နမ်မှာနေတော့ကအဲ့ဒါကိုကတော့သူ့ကိုယုံလိုက်တယ်အပြည့်အဝယုံလိုက်တယ်ဒါပေမဲ့သူကကိုပြန်ပြီးတော့ငွေလိန်တွားတဲ့အဖြစ်မျိုးကြုံရတယ်ပေါ့လေနော်ဆိုတော့ဖြစ်မြန်မာဆိုတိုင်းလဲဒါယုံလို့မရဘူးဆိုတာကတော့ကျွန်တော်ရဲ့အတွေ့အကြုံရပြောချင်တယ်ဒါပေမဲ့လည်းခုနပြောတဲ့မတိတာရှင်းရင်မေးတာတို့ဘာလို့တော့လှုပ်တင်တယ်ဒါပေမဲ့လည်းတတိတော့ထားဆိုတဲ့အပိုင်းမျိုးလဲထပ်ပြီးပြောချင်တယ်ဆိုတော့ဖြစ်ခုဒူဘိုင်းမှာကြတော့ရောမြန်မာတွေဘယ်လိုလဲတယောက်နဲ့တယောက်
ကူညီရန်လာဒါမှမဟုတ်လို့ရှိရင်ဘယ်လိုအချိန်နေရှိလဲမြန်မာတွေချင်းတွေ့ရင်ကောနှုတ်ဆက်ကြရလားပေါ့ဟုတ်ကဲ့ နောက်ဆက်တယ်ပေါ့နော်ဒါပေမဲ့ဒီအခုပြောတဲ့ပုံစံလူတိုင်းတော့ယုံလို့မရဘူးဒါတော့မှန်တယ်ကိုယ်နိုင်ငံသားဆိုရင်လည်းကိုကအပြည့်အဝယုံလို့မရဘူးဒါပေမဲ့အမြင်ကိုကပြန်တွေးရမယ်ပေါ့နော် ဟုတ်ကဲ့ ပြီးကြတော့များတော့ဖြစ်ဒီမှာဆိုရင် agency တွေတချို့တွေလိမ့်တယ်အဲ့လိုမျိုးတွေအများကြီးရှိတယ်အဲ့ဒါကြောင့်ကိုအလုပ်အပ်တဲ့အချိန်တွေမှာလည်းအမြင်ကိုအဲ့ agency နဲ့ပတ်သက်တဲ့ဟာတွေမေးရမယ်ပေါ့နော်လုပ်ဖူးတဲ့သူတွေစီကပြန်မေးတင်တယ်ပေါ့နော်ဒါမှပုံမှန်ယုံကြည်စိတ်ချရမယ် Okay very good ဆိုတော့ဆန်တွေဘန်ကအရန်ကိုကျွန်တော်အမြင်မှာဟာ smart ဖြစ်တယ်ပြီးတော့ strong ဖြစ်တယ် confident ရှိတဲ့လူတစ်ယောက်အနေနဲ့မြင်တယ်ဆိုတဲ့အခါမှာဆိုတော့ခုညီမတွေတက်ပေါ့လေနော်မိန်းကလေးတစ်ယောက်ဟာကိုယုံကြည်မှုရှိအောင် strong ဖြစ်အောင်ဒါမိဘကိုပဲအသက်ကြီးလာတဲ့အထိပေါ့20ဝန်းကျင်ကျော်လာတဲ့အထိကိုအမြဲတမ်း depend လုပ်နေတဲ့အမျိုးသမီးတစ်ယောက်မဖြစ်ဖို့တော့ကျွန်တော်တို့ဆိုလိုချင်တယ်ကိုindependent ဖြစ်လာဖို့အတွေးခေါ်ပိုင်းရောဆုံးဖြတ်ချက်တွေရေးရင်ဝင်ချတတ်လာဖို့ကိုဥဆောင်တတ်ဖို့ family တွေကိုပြန်ပြီးတော့မှ support ပေးနိုင်တဲ့ဒါငယ်ရွယ်တဲ့ပုံတော့မိန်းကလေးတယောက်ဖြစ်လာဖို့ဆိုရင်ဘေးအချက်တွေကိုအကြံပြုစေချင်ပါလေဘေးအချက်တွေဆိုရင်ကတော့ပထမဆုံးကတော့ကို focus on yourself ပေါ့နော်ကိုတခြားသူတွေ you have to learn by yourself first တခြားလူမလေ့လာခင်တခြားလူတွေမဆက်စုခင်ကိုယ့်အကြောင်းအရင်ဆက်စုရမယ်ပေါ့နော်ကိုယ် independent ဖြစ်ချင်တယ်ဆိုရင်ကိုယ့်အကြောင်းကိုစိတ်ဝင်စားမှာပေါ့နော်ဟုတ်ကဲ့ကိုယ့်အကြောင်းအရင်စိတ်ဝင်စားရမယ်ကိုဘာမကြိုက်တာလဲပြီးတော့ကို changing အရင်လုပ်ရမယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့နေ့ရက်တိုင်းပေါ့နော်ကိုယ့်ရဲ့ daily habit ကိုလည်းအရင်ဦးစားပေးရမယ်ပေါ့နော်ကိုယ့်ရဲ့ habit တိုင်းကကောင်းတဲ့ habit ကိုကလေ့ကျင့်ရမယ်ပေါ့နော်ဆိုတော့လေ့ကျင့်ခံလိုက်စားတဲ့သူတယောက်ပြီးတော့ဒီလိုမျိုးကိုယ့်ရဲ့ကျန်းမာရေး view site တယ်ပြီးတော့အမြင်လေ့လာတဲ့သူတယောက်ပေါ့နော်ပြီးကြတော့ဘယ်နေရာမဆိုကိုကနှိမ်ချတတ်ရမယ်အဝင်ခင်ကြဖြစ်ရမယ်ပေါ့နော် humble ဖြစ်တဲ့လူတယောက်ပေါ့နော်ကျွန်တော်အဲ့လိုဖြစ်စေချင်တယ်ပေါ့နော် very good မှန်ပါတယ်အရင်မှန်ပါတယ်ဘလောက်ပဲတော်ပေါ့လေနော် humble လုပ်ရမယ်ကိုနှိမ်ချတတ်ရမယ်တချို့ကတော့အရင်တော်တယ်နော်language ဘိုင်းဆိုရင်အရန်တော်တယ်ပြီးတော့လေဒါတခြားနေရာဘိုင်းတွေမှာဆိုရင်လည်းအရန်တော်တယ်ဒါပေမဲ့ဒါကိုပြန်မနှိမ်ချဘူးလူတွေပေါ်မှာဒါမောက်မာရာမျိုးဆိုရင်ကတော့အဆင်မပြေဘူးပေါ့လေနော်ကောင်းပါပြီခင်ဗျာအခုပေါ့နော်မွန်ကွန်လည်းအခုကိုပိုင်အလုပ်လုပ်နေလို့ကြားတယ်ဆိုတော့အရင်တော့ VNM မှာအလုပ်လုပ်တယ်လို့ကြားတယ်ဒါပေမဲ့ဘယ်လိုမျိုးဒီလိုမျိုးကိုပိုင်အလုပ်ကိုကလုပ်ဖို့အတွက်အဆုံးဖြတ်လိုက်တာပေါ့နော်ဘာကို motivated ဖြစ်စေရလဲ absolutely ဆိုတော့ဒီနေရာမှာကျွန်တော်ကိုပိုင်အလုပ်ကိုပြန်ပြီးတော့ရှင်းပြခြင်းတယ်ဆိုတော့ဖြစ်ပထမဆုံးကျွန်တော်ရဲ့career ကချစ်ချင်းဘက်ကိုသွားရပေါ့လीနော်ဒါပေမဲ့လည်းပြန်ပြီးတော့ career change တဲ့အခါမှာကျွန်တော်တကယ်တမ်းဗာစိတ်ဝင်စားတာလေးပေါ့ဆိုရန်ကုန်ဆင်းလာရပြီးအဲ့ဒီမှာဗီယက်နမ်ရောက်သွားတယ်ဗီယက်နမ်မှာလတော်ကြာနေတယ်ဆိုတော့အဲ့ဒီခါမှာကျွန်တော်ကဒီ documentation ဘိုင်းနေမှာကျွန်တော်အရန်စိတ်ဝင်စားတယ်ပေါ့လေနော်ပြီးရင်အရန်ကို detail ဆန်တယ် responsibility လည်းအပြည့်အဝရှိတဲ့ခါမှာအလောက်ကဖြစ်တယ်ပေါ့ဗီယက်နမ်မှာနေတော့ကဒီဘယ်လိုပြောမလဲ visa and documentation service လုပ်တာ so the first မြန်မာဆိုတာကကျွန်တော်လုပ်နေတဲ့အလုပ်ပေါ့လေနော်ဆိုတဲ့ခါမှာအခုနောက်ဆုံးလောက်ထားတဲ့ဒီ service ဆိုရင်ဒါအရန်ကိုတာဝန်ကြီးတယ်ဒါ US citizen ရဲ့passport ပေါ့လေနော်ရန်ကုန် embassy မှာသူ့ရဲ့ passport ကိုကျွန်တော်အစအဆုံးဆောင်ရွက်ပေးတယ်ဒါကျွန်တော်တစ်ချက်မှားလိုက်တာနဲ့သူ့အတွက်ဒီနောက်မှာပြန်ပြီးတော့ဆောင်ရွက်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့လေနော်ဆိုတော့ကောင်းမှုစွာလှုပ်ဆောင်ပေးခဲ့တယ်ပြီးတော့နောက်တစ်ခုကဒါ US visa ကိုတိုင်းဒါ US visa မရတာပေါ့လေနော်သူများရတာ US immigrant visa ဆိုရင်ဒါကျွန်တော်နဲ့ဒါတခြားပညာရှင်လို့ပြောရမှာပေါ့နော်ဒါပူပေါင်းပြီးတော့ဆောင်ရွက်ခဲ့ပါတယ်ပြီးတော့လေမြန်မာပြည်ကဒီမိသားစုလို့ပြောမှာပါဒါကျွန်တော်ရဲ့ client ကို US ရောက်တဲ့အထိကိုကျွန်တော်ဒီကနေ submit ပေးလိုက်တယ်ပေါ့လေနော် okay ဆိုတော့ဒါကကျွန်တော်ရဲ့အခုလောလောဆယ်ကတော့main
income job လို့ပြောမှာပေါ့ဒါပေမဲ့ပြန်ဒါပေမဲ့ဘယ်လိုပြောမလဲဒေါက်တာဖြိုးပိုင်ရဲ့စကားကိုပြန်ပြောရမယ်ဆိုရင်အခုကခေတ်ပြောင်းရင်စနစ်ပြောင်းတယ်တဲ့စနစ်ပြောင်းရင်ကျွန်တော်တို့ရဲ့အလုပ်ပုံတွေပြောင်းသွားတယ်ပေါ့လေအလုပ်ပုံပြောင်းသွားတဲ့အခါမှာရလတ်ဆိုတဲ့ result ပြောင်းသွားတယ်အဲ့ဒါကိုကျွန်တော်သဘောပေါက်တဲ့အခါမှာကျွန်တော်တို့ရဲ့ခေတ်ကမြန်မာပြည်ကခေတ်ကောင်းတယ်ဆိုရင်ဒီ visa နဲ့documentation service ကအရင်အဆင်ပြေတယ်ဝင်ကလည်းမဆိုးဘူးပေါ့နော်ကျွန်တော်နဲ့လည်းအဆင်ပြေတယ်ဒါပေမဲ့လည်းခေတ်ကပြောင်းသွားတဲ့အခါမှာမြန်မာပြည်ရဲ့ political တွေနော်culture တွေဘယ်လိုပြောမှာပေါ့ life တွေပြောင်းသွားတဲ့အခါမှာဒီအလုပ်ကမဖြစ်တော့ဘယ်သူမှလည်းကိုယ်ဆိုရင်လေတော့မထွက်ဘူးလေဆိုတော့ဒီ travel documentation လုပ်ငန်းကအဆင်မပြေတော့တဲ့အခါမှာကျွန်တော်တို့ရဲ့ခေတ်ပြောင်း snake ကပြောင်းသွားတယ် snake ပြောင်းသွားတဲ့အခါမှာလောက်ပုံပြောင်းသွားတဲ့အခါမှာအခုဆိုရင်ကျွန်တော်ကဒီ very beginner ပေါ့လေနော်ကျွန်တော်ကိုယ်တိုင်ကလည်း business education ကိုကျွန်တော်သင်ခဲ့ဖို့တော့ဒါနေဘက်ကဒီလုပ်ငန်းကိုတိုင်လုံနေတဲ့ skillful person လို့ပြောမှာ skill person ပေါ့ skill person တွေကို online ပေါ်မှာသူရဲ့ digital access digital brand တခုတည်ဆောက်နိုင်ဖို့ကိုကျွန်တော်ကသူတို့ကို okay one word နဲ့ပြောမယ်ဆိုရင် business coaching လို့ကျွန်တော်ဆိုလိုချင်ပါတယ်ဟုတ်ကဲ့ဒါကတော့အခုမှစပြီးတော့ပြန်ပြီးဒါဒီ business ကိုပြန်ပြီးစနေတာပေါ့လေဟုတ်ဒါအရင်ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုတွေးလိုက်တာပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့နေဘက်ကဆိုတဲ့လိုမျိုး digital business ပိုင်းနဲ့တိတ်မသိဘူးပေါ့နော်အခုငတင်ပေးလိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီလိုမျိုးအများကြီးဒီလိုမျိုးအရင်မှအားရပါပေါ့နော်ဟုတ်ကဲ့အရင်လည်း product ဖြစ်တယ်ပေါ့နော်ဆက်ပြီးမှစူးစမ်းလို့ coaching တွေများများလုပ်ပေးလို့ Okay very good အရင်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာမွန်ကောင်ပြောရပါတော့အခုမွန်ကောင်က business coaching လုပ်နေဆိုတော့အဲ့ဘိုင်းမှာကိုစချင်းလုပ်တော့အခုလုပ်နေပေါ့နော်အဲ့ချိန်မှာအခက်ခဲရပါရရှိအခက်ခဲရအများကြီးပဲဆိုပါဆိုဗျာကျွန်တော်ကခုနပြောတဲ့အချိန်မှာ career change လိုက်တယ်ဒါပေမဲ့တကယ်လို့ teach change ကိုပဲသွားမယ်ဆိုတော့2020လောက်ကတည်းကနေကျွန်တော်ကsorry 2021လောက်ကနေကျွန်တော် teach change လုပ်တယ်ပေါ့လေနော် I'm sorry yes 2021လောက်ကနေကျွန်တော် teaching လုပ်လာတယ်အဓိကအဖြစ်ဒါ2023လောက်မှာဆိုရင်ဒါ online ရောဒါ school တွေမှာပါ community school တွေမှာပါကျွန်တော် teaching လုပ်တယ်ပေါ့ဆိုတော့အခုချိန်នេះ teaching လုပ်မယ်ဆိုရင်ကျွန်တော်ရဲ့ income က stable ဖြစ်နိုင်တယ်ဒါပေမဲ့လည်းပြန်ချိန်တဲ့အခါမှာဒီ travel visa and documentation sorry so ဒီပြန်ချိန်တဲ့အခါမှာ visa sorry travel documentation service ကိုပြန်ချိန်လိုက်တဲ့အခါမှာကျွန်တော်တို့အတွက်ကပြန်ပြီးတော့ challenge တွေရှိလာတယ်ဆိုတော့အခုဆိုရင်ပြန်ချိန်လိုက်တယ်ခင်ဗျာအခုဆိုရင်ဒီ business coaching တွေဒါမှ online ကနေကျွန်တော် digital access ကို digital brand တစ်ခုကိုပြန်တည်ဆောက်တဲ့အခါမျိုးမှာဆိုရင် income မရတော့ so ကျွန်တော် background support ပြန်လိုလာတယ် so ကြည့်နော်တမန်နေပေါ့နော်ပြပြ career change တဲ့အခါမှာကိုယ်မှာ income ကတော့ဟိုနေပေါ့ပြတ်တောက်သွားပြီပေါ့လေနော်ဆိုတဲ့အခါမှာဒါမိသားစုကနေပြန်ပြီး support လုပ်ရတယ်ပြီးတော့ကိုကဒါကို main ပဲလုပ်နေတဲ့အခါမှာincome မရတဲ့အခါမှာကိုယ့်ရဲ့ဒီ daily sorry သုံးစိတ်လေးတွေလိုလာတယ်ဒါလေးတွေပေါ့ဆိုတဲ့အခါမှာကိုကတခြားဝင်ငွေပြန်ရှာရတဲ့အခါမှာအလုပ်ကိုအမြဲတမ်း focus လုပ်လို့မရဘူးပြီးအလုပ်ကလည်းအရှိန်အဟုန်နဲ့ share မသွားတာမျိုးတွေခါလေးကျရင် consistency ပါပြတ်ချင်လာတဲ့ပုံစံမျိုးတွေဒါ financial လိုအပ်ချက်ကြောင့်ပေါ့လေနော်ဒါလေးတွေလိုတယ်ပြီးတော့အခါမှာဒါ business coaching ကိုလုပ်တဲ့အခါမှာဒါကို confidence မရှိဘူးလားဆိုရင်တော့ရှိတယ်ဒါပေမဲ့လည်းလူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတချို့လူတွေကိုဘယ်လိုမြင်ပါလဲပေါ့လေနော် first problem ကျတော့မြန်မာကိုရဲ့ကိုတုံးတဲ့ပထမဆုံးဟိုနေမှာ language ကမြန်မာလို့ပြောတဲ့အတွက်ကြောင့်မို့လို့ကိုရဲ့မြန်မာစကားကလည်းဘယ်လိုများတိတ်အဆင်မပြေဘူးဆိုတဲ့အခါမှာပြန်ပြီးမှတကူးတကရေးပြန် practice လုပ်ရတာမျိုးတွေရှိတယ်ဗျာအဲ့ဒါတွေရောပြီးအချိန်အများကြီးပေးရတယ်ဒါကိုဆိုလိုတာကိုဒါကိုရဲ့ဒီ client တွေကရောအဆင်ပြေမှာလားကိုတော့ရှေ့ကအမြဲတမ်းသွားခြင်းတယ်အရင်မြန်သွားခြင်းတယ်ဒါပေမဲ့လည်းသူ့ကိုသစင်ချင်းဆွဲခေါ်ရတာမျိုးတွေကအစပေါ့လေနော်ဆိုတော့ကိုက product ဆိုတာဘာလဲဒါကို customer တွေကိုဘယ်လိုမိတ်ဆက်ရမှာလဲဒါကိုဘယ်လိုမျိုးကျွန်တော် promote လုပ်မှာလဲ page ထောင်ပြီးဓာတ်ပုံ video တင်လိုက်ရုံနဲ့မပြီးဘူးကျွန်တော်တို့ကရေးရှေ့ plan သွားရတယ်ဆိုတဲ့ပုံစံမျိုးတွေကအစကျွန်တော်တို့ကပြန်ပြီးတော့ဒီawareness ပေးရတယ်ပြီးရင်ဒီကိုယ့်ရဲ့ client က
တူကိုတိုင်ရောတူကိုတူလုံနိုင်တယ်ဆိုတော့ယုံကြည်မှုရှိလာအောင်ကျွန်တော်တို့ကအရင်ဟိုနင်းပေါ့အရင်ဆုံးအစပြုပေးရတာပေါ့လေနော်တခါတည်းဂျုံဆိုပြီးမှဒီ digital brand ဘက်ကိုလောက်ခိုင်းတာမျိုး pressure ပေးတာမျိုးလည်းမဖြစ်ချင်ဆိုတော့တူကိုတိုင်ဒါကိုနားလေလာပြီးယုံကြည်မှုရှိလာပြီးလိုက်လုတ်နိုင်တဲ့အဆင့်ရောက်ဖို့ကိုကျွန်တော်တော်တော်လေးဒါအချိန်ယူရတယ်အဲလိုမျိုးအချိန်ယူပြီးဆွဲခေါ်နေရတဲ့ဂျားထဲမှာကိုက financial တွေပြတ်လာတယ်အဲ့ဒါတွေက main problem ပဲဟုတ်ကဲ့ဒါပေါ့ financial struggle ဆိုတာလူတိုင်းမှာရှိရပေါ့နော် yes အဓိကဒီ career saving လုပ်တဲ့အခါမှာall right my friend ဆန်ပါရေဆိုတော့ဒီနေ့မှာအရန်ကိုအလုပ်ရှုပ်တဲ့ဂျားကနေကိုကျွန်တော်ရဲ့ဒီ podcast invite ကိုလိုက်ခံပြီးတော့ဒါဒူဘိုင်းရဲ့ဒါအပြင်ပန်းကြည့်ရင် luxury တွေနဲ့အရန်ကိုလာပါတဲ့မြို့ကြီးပေါ့လေနော်သူရဲ့နောက်ွယ်ကနေတကယ် real life နဲ့လက်တွေ့ကြတဲ့အတွေ့အကြုံတွေ perspective တွေကိုဒါလာပြီးတော့မျှဝေပေးတဲ့အတွက်ကြောင့်မို့လို့လေးနက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆိုတော့ပြဆန်ရွက်ပါအနေနဲ့ကောကြည့်ရှုနေတဲ့သူတွေကိုနောက်ဆုံးအနေနဲ့ဗပြောခြင်းလေးခင်ဗျာကျမအနေနဲ့ကတော့ဒီတကယ်ချင်းမွန်ကောင်နဲ့ဒီလိုမျိုးလောက်ထား podcast လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါပြီးကြတော့ကိုယ် invitation လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းပြီးကြတော့ဒီpodcast ကိုကြည့်ချင်းအားဖြစ်ပေါ့နော်ဒီ audience တွေလည်းတခုခုတင်ယူရမယ်လို့မျှော်လင့်နေပေါ့နော်ပြီးကြတော့အားလုံးပဲ good luck ပါတကယ်လို့ဒီဘက်လာမယ်ဆိုရင်အားလုံးပဲပို့ပြီးမှကောင်းတဲ့ better life တွေပိုင်ဆိုင်ရပါစေဟုတ်ပါပြီခင်ဗျာကောင်းပါပြီဆိုတော့ဖြင့်ဒါဆန်ရွက်ပံကိုနောက်ဒူဘိုင်းနဲ့ပတ်သက်ပြီးတော့ဒါတွေ့ကြုံတွေပြီးရင်ဒီ hospitality မှာကြုံရတဲ့ဒီ knowledge တွေပေါ့လေနော် education တွေကိုဒါမေးမြန်းခြင်းတဲ့အခါမှာဘယ်လိုမျိုး follow လုပ်ရမလဲခင်ဗျဆက်တွေ့လို့ရမလဲကိုအနေနဲ့ဆိုရင်တော့ဒီလိုမျိုး page တွေတော့မထောင်ထားဘူးပေါ့နော်ဒါပေမဲ့ကိုရဲ့ Facebook account မှာဆန်ရွက်ပံဆိုရဲ့ Facebook account TikTok ရဲ့ Instagram မှာဒီလိုမျိုးကိုရဲ့အတွေ့အကြုံတွေ sharing လုပ်တယ်ပေါ့နော် hospitality နဲ့ပတ်သက်တာပြီးတော့ကိုဒီဒူဘိုင်းမှာ traveling ပေါ့နော်နေရာတွေရှောက်လေတဲ့အရာတွေတော့ sharing လုပ်တယ်လို့အမှ follow လုပ်ထားလို့ရပါတယ်ပြီးတော့နောက်ကျရင်ပိုကောင်းတဲ့ content တွေလည်း create လုပ်ဖို့ idea ရှိပါတယ်လို့Very good. Okay, absolutely great. So okay. So ကြည့်ရှုနေတဲ့သူတွေအားလုံးကိုဒါ Shitset Daily page ဘယ်လိုလဲပေါ့လေနော် Shitset Daily ဆိုတာကဒါ personal development ကိုအဓိကထားပြီးတော့ဒါဖန်တီးပြီးမျှဝေပေးနေတဲ့ page ဖြစ်တယ်။ဆိုတော့ Shitset Daily ရဲ့ idea ကpersonal development ကနေကျွန်တော်တို့ professional development ဆိုတဲ့ level ကိုတွားမယ်ပြီးတော့business development ဆိုတဲ့အထီကိုတွားဖို့ဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဘေးနေရာပဲရောက်ဒါအရေးကြီးဆုံးကတော့မိမိကိုယ်တိုင်ဒါ personal development ရှိနေဖို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ the Shitset Daily ဆိုတဲ့ page မှာ consistency တွေ mindset တွေ financial တွေနဲ့ကျွန်တော်တို့ဒီ productivity တွေကိုနေ့စဉ်မျှဝေနေတဲ့ page ဖြစ်ပါတယ်ဆိုတော့ဒီဒီပိုင်းမှာလက်ရှိအတွေ့အကြုံပေါင်းများစွာနဲ့ဒါနေထိုင်အလုပ်လုပ်နေတဲ့ဆန်ရွက်ပံနဲ့ဒီနေ့အချိန်ပေးပြီးတော့လာ podcast မှာပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဒါpodcast များစွာကိုဒါမျှဝေပေးသွားဖို့အစီအစဉ်ရှိပါတယ်စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာဆန်ရွက်ပံရေမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ် See you bye